ကျွန်တော်တို့ကိုကြီးချက်ဂျာနယ်တိုင်းကနေပြီးတော့ဒီနာလေးပြုကြလို့ပါခင်ဗျအခုကျွန်တော်ဇူလိုင်19မှာ online SN နဲ့ကိုရောမီစေပေါင်းနဲ့လက်ဝဲထုံးမယ်ဆိုတာဟုတ်ပါသလားခင်ဗျဟုတ်ပါရဲ့ဟုတ်ကဲ့ကို online SN နဲ့ထိုက်ဖို့အတွက်ဘာတွေများပြင်ဆင်ပြီးပါပြီလဲခင်ဗျကျွန်တော်ထွက်ပြေးတဲ့နီးစနစ်တွေလေ့ကျင့်နေတာဘာဖြစ်လို့လဲဗျဒီထွက်ပြေးတဲ့နီးစနစ်ကလည်းလက်ဝဲထဲမှာအရေးပါပါတယ်ဟုတ်ကဲ့ online SN ကိုနဘန်းလို့နိုင်မယ်လို့ထင်တယ်ပေါ့နိုင်ပါလားနော်မိမကိုကျွန်တော်နဘန်းလုံးတာကလေးတော့ရတယ်ကျွန်တော်လည်းနိုင်လဲလို့နိုင်မယ်လို့ထင်လားဗျထင်ပါရဲ့ဗျဘယ်လိုထိုးပါလဲဗျကျွန်တော်သူ့ကိုထိုးလိုက်တဲ့အခါမှာကျွန်တော်လဲပါတယ်ထိုးကြည့်ပါတဲ့နဲ့ဘယ်လိုထိုးပါလဲဗျဟုတ်မှမြင်လားလက်မိတ်ဆိုတာအဲ့ဒါပြောရတာဗျမဟုတ်ပါဘူးအဲ့ဒီကလက်ကိုလက်မလက်ကျိုးလက်ကလေးလက်တကယ်လက်သားဟုတ်ကဲ့ကျွန်တော်ထိုးလိုက်ရင်ဒါလက်သီးဖြစ်တယ်ဟုတ်ကဲ့အနုလက်သီးလားဗျမဟုတ်ဘူးဗျဟောဒီလက်သီးဟာဘိုးကျောင်းဆန်းနဲ့လွတ်လပ်ရေးတိုက်ပွဲဝင်ပြီးကြတဲ့ကကျွန်တော်ဟောဒီလက်သီးကိုကြက်ခိုးစီမှာသိမ်းထားရတာဟုတ်ကဲ့အသုံးမပြုပါသေးပါဘူးonline SN နဲ့ကြမှာထုတ်မယ်ပေါ့onlineနဲ့ကြမှာကျွန်တော်ဒီလက်သီးကိုထုတ်သုံးပါဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့ online SN နဲ့ထိုးရတဲ့ရွေးချက်ကဘာရွေးချက်လဲခင်ဗျကျွန်တော်ဒီကျန်းနေတဲ့သွားနှုတ်ဖို့နှုတ်เสียပိုက်ဆံမရှိလို့ထိုးတာပါကျန်းတဲ့သွားတွေonlineနဲ့ကျွန်တော်နှုတ်မှာပါပါတယ်ဗျာဒါနဲ့ online SN ကိုစိန်ခေါ်တဲ့အမူအရာလေးတစ်ခုတော့လုပ်ပြပါခင်ဗျရပါတယ်ဗျာအချင်းဖန်တီးမှုကကြီးညာလာပါလေဒီနေကြမှုကိုလက်